အကယ်၍အရင်ဆာငတ်နေတဲ့သူတယောက်အတွက်ကနော်ဘလောက်ပဲအစားတောက်ဟိုကောင်းတဲ့ restaurant ကမဟုတ်နေပါစေဘလောက်ပဲအစားတောက်ကနော်ဆွဲဆောင်မှုမရှိနေတော့မှဆာငတ်တဲ့သူတယောက်ကသူ့အတွက်စားစရာတခုဆိုရင်အဲ့ဒီစားစရာကသူ့အတွက်တကယ်ကိုအရသာရှိတော့စားဖြစ်တယ်။ဘာကြောင့်လဲသူဆာငတ်နေလို့သင်နဲ့ကျွန်တော်ရဲ့ဆာငတ်ခြင်းပေါ်မှာဘုရားကအမြဲတမ်းတာ၍ကောင်းသောအရာများတာ၍သင်နဲ့ကျွန်တော်အတွက်လိုအပ်နေသောအရာကျွန်တော်တို့ရဲ့အသက်တာထဲမှာလိုအပ်နေသောအရာတွေကျွန်တော်တို့အသက်တာထဲမှာကျွန်တော်တို့ရဲ့ခွန်အားနဲ့အစွမ်းစားနဲ့မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေအားလုံးကိုပြန်လည်ပြီးတော့မှအဲ့ဒီဘုရားသခင်ကပြင်ဆင်ပေးတာဖြစ်တယ်ဖြည့်ဆည်းပေးတာဖြစ်တယ်ဘုရားသခင်ကိုဆာငတ်ပါဘုရားရဲ့ချစ်ခြင်းမေတ္တာကိုဆာငတ်ပါဘုရားရဲ့မျက်မှောက်တော်ကိုဆာငတ်ပါဘုရားနဲ့အတူရှိခြင်းကိုတာ၍ဆာငတ်တော်သူဖြစ်ဖို့ရန်အတွက်ကျွန်တော်အားပေးခြင်းတယ်သင်နဲ့ကျွန်တော်ရဲ့ဆာငတ်ခြင်းကပဲသင်နဲ့ကျွန်တော်ပြန်ပြီးတော့မှအားပြည့်စေတာကျွန်တော်တို့ကိုပြန်ပြီးတော့မှအထက်မှာဖြည့်ဆည်းပေးတာဖြစ်တယ်